ရွှေမောင်ဒီစရင်လေးလှုပ်ပေးပါအောင် နေ့တော့ဒီတက်ကလေးလေးရောက်တာ ဟုတ်ပါလားအဲ့ဆိုရင်တော့ငါတစ်ခုလောက်ခံရအောင်တဲရေတဲ မခေါ်လား အေးဟုတ်တယ်ကဲဒီမဲ့သူကတော့ငါ့ကိုဒီပန်းနေပေးလိုက်ပြီဒါလေးကိုအလှဆုံးဖြစ်အောင်ဘယ်လိုရိုက်ပေးရမလဲဆိုတာစဉ်းစားတော့ ဒါရင်းနဲ့လားလိုလဲဆိုအော်သိပြီလာဟဲ့မမဒီတက်ကလေးနဲ့တော့ဘာလုပ်နေချင်းလဲသိမလားမစစ်တလားဟဲ့မမတက်ကလေးတင်နေတာဒီတက်ကလေးနဲ့ဘာလုပ်နေချင်းလဲမစစ်တလားကဲတဲ့ဟာဒီတက်ကလေးလေးနဲ့ဘာလေးကြောင်းကြပေးနေဆိုတာလိုက်ကြည့်ပြရမလား